ကဘာပေါ်မှာလူမျိုးပေါင်းစုံယဉ်ကျေးမှုပေါင်းစုံတည်ရှိပါတယ်။ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့အရှိအကျဆုံးမျိုးနွယ်စုတွေကတခုဖြစ်တဲ့မွန်လူမျိုးတွေအကြောင်းစိတ်ဝင်စားစရာချက်လက်တွေကိုပြောပြပြီးသွားမှာပဲဖြစ်ပါတယ်။သူတို့ရဲ့ထူးခြားတဲ့သမိုင်းကျွယ်ဝတဲ့ယဉ်ကျေးမှုနဲ့ခေတ်သစ်မှာဘလို့ရှင်သန်နေထိုင်ကြသလဲဆိုတာကြည့်လိုက်ရအောင်။မွန်လူမျိုးတွေဟာရှေ့တောင်အာရှမှာထွန်းကားခဲ့တဲ့အရှိအကျဆုံးလူမျိုးတွေကတခုပါ။သူတို့ဟာဒရဝရီဟန်တာဝရီပဲခူးနဲ့တထုံလိုအင်အားကြီးမွန်တိုင်းပြည်တွေကိုတီထောင်ခဲ့ကြပြီးဗုဒ္ဓဘာသာနဲ့အိန္ဒိယယဉ်ကျေးမှုကိုဒေသရင်းပြန့်နှံ့အောင်လှုံ့ဆော်ခဲ့ကြသူတွေပါမြမသမိုင်းမှာဆိုရင်မော်ဘယင်ကြီးရှင်စောဖို့နဲ့ဗမာဘယင်နောင်တို့လိုကောင်းဆောင်တွေနဲ့ဆက်နွယ်နေတဲ့ကျွယ်ဝတဲ့သမိုင်းကြောင်းရှိပါတယ်မွန်တို့ရဲ့အမွေတွေကမြန်မာနိုင်ငံအနှံ့ကရှေးဟောင်းဖျားပထိုးတွေနဲ့အနုပညာလက်ရာတွေမှာထင်ရှားစွာတွေ့မြင်နိုင်ပါတယ်မွန်ရီကြီးမှုဟာတကယ်ကိုထူးခြားပါတယ်။သူတို့မှာကိုယ်ပိုင်ထူးခြားတဲ့မွန်ဘာသာစကားရှိတယ်။မွန်စာပေဟာလည်းရှေးကြပြီးသမိုင်းတန်မှုကြီးမားပါတယ်။မွန်လူမျိုးတွေဟာရိုးရာအမှုပညာဂီတနဲ့အကတွေကိုထိမ့်သိမ်းစောင့်ရှောက်ထားကြပါတယ်။မွန်ရိုးရာဒုတိယတွေဖြစ်တဲ့ပတလာနဲ့ပလီတန်တွေဟာနားဆင်လို့ကောင်းသလိုသူတို့ရဲ့ရိုးရာပွဲတော်တွေဟာလည်းပျော်ရွှင်စရာကောင်းပြီးရောင်စုံစုံလင်လာပါတယ်။အထူးသဖြင့်မွန်ရိုးရာလှေပြိုင်ပွဲတွေနဲ့စင်မီပွဲတွေဟာကြည့်လို့မငြီးနိုင်ပါဘူး။သူတို့ရဲ့ရိုးရာအစားအစာတွေကလည်းအရသာရှိပြီးတော့ဒေတာရင်းမှာနာမည်ကြီးပါတယ်။ယနေ့ခေတ်မှာမွန်လူမျိုးတွေဟာမြန်မာနိုင်ငံရဲ့မွန်ပြည်နယ်အပြင်ကရင်ပြည်နယ်တနင်္သာရီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာအများဆုံးနေထိုင်ကြပါတယ်။သူတို့ဟာကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ရိုးရာဓလေ့တွေကိုထိန်းသိမ်းရင်းခေတ်သစ်လူပေါင်းထဲမှာရှင်သန်နေကြပါတယ်။မွန်လူငယ်တွေဟာပညာရေးစီးပွားရေးနယ်ပယ်အသီးသီးမှာပါဝင်နေကြပြီးသူတို့ရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုကိုဆက်လက်ထိန်းသိမ်းဖို့ကြိုးစားနေကြပါတယ်။ဒါပေမဲ့လည်းခရီးစည်းကြောင်းနဲ့ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေကတော့ရှိနေသေးပါပဲ။မွန်လူမျိုးတွေဟာရှေးဟောင်းအမွေအနှစ်ထူးခြားတဲ့ယဉ်ကျေးမှုနဲ့ခေတ်သစ်မှာဆက်လက်ရှင်သန်နေထိုင်နေတဲ့အင်အားကြီးမားတဲ့လူမျိုးတစ်မျိုးပါ။သူတို့ရဲ့သမိုင်းနဲ့ယဉ်ကျေးမှုကိုလေ့လာခြင်းအပြင်ကျွန်တော်တို့ကဘာကြီးရဲ့မတူညီတဲ့အလားတရားတွေကိုပုံမနားလည်နိုင်ပါပါ။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက် Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။